မြဲတမ်းကိုဒီအသက်အရွယ်ဘလောက်ပဲရောက်ရောက်ကိုကကိုပဲဘလောက်ပဲရက်တည်နိုင်သူကကိုအပေါ်မှာကလေးလိုပဲမြင်တယ်ပေါ့နော်အဲ့လိုမျိုးပါမိဘဆိုတာမိဘတိုင်းဒီတာသမီတိုင်းအပေါ်မှာအမြဲတမ်းအဲ့လိုပဲတွေးတယ်လို့ဆွေးထင်တယ်ဟုတ်အချစ်ဆုံးပဲဘဝမှာလေဘဝမှာအချစ်ဆုံးနဲ့ဘယ်လိုပြောမလဲသူကတော့ပြောရတော့နင်းအဲ့လိုပြောပြီးစိုးနာဆိုပြီးတော့လှုပ်ချင်တာလှုပ်တာတဲ့ခုကြည့်ရင်းနဲ့တောင်ရှောက်ပြောနေလားမသိဘူးဆိုပြီးပြောရင်ပြောနေပါတကယ်ချစ်တာလှုပ်ချင်တာလှုပ်တယ်ဒါပေမဲ့ပြီးရင်တော့သူစကားတစ်ခွန်းကိုပဲလက်ခံတာဒီနေ့ကတော့ဒါတကယ်ကိုထူးခြားတဲ့ရိုက်ကူးလေးတစ်ခုရောက်နေပါတယ်ဒီနေ့ကစိန်စပယ်ဖူးစိန်တိုက်ရဲ့ဒါကြော်ညာရိုက်မှာပေါ့နော်ဟုတ်ရိုက်ကွင်းလေးတစ်ခုမဟုတ်ဒါရိုက်ကွင်းအကြီးစားဟိုမှာ challenge အကြီးစားပါလုံးဝထင်မှတ်မထားတဲ့အရာတစ်ခုကိုအကူအောင်လေးအေးကသူသိစဉ်းစားတတ်တာပဲသူဘယ်လိုများတွေးလိုက်လဲလို့တော့ကိုတွေးမိရပေါ့နော်ပြီးတော့အရန်လဲကြောက်တယ်ပြီးတော့တကယ် professional တွေပေါ့နော်တကယ်လေးစားတဲ့ anti war ဒါပထမဆုံးစုံရတယ်ဆိုတော့အန်ဒီခေမို့မို့အေးတို့အကုန်လုံးမာကြီးအေးတောင်းဒါအကုန်လုံးပါကြရပေါ့နော်ဆိုတော့လေတကယ်ကိုစိတ်ထဲမှာလည်းအရန်အဲ့လိုလှုပ်ရှားရပေါ့ဟုတ်ကျမတို့ကမန္တလေးမှာဆိုလို့ရှိရင်ဒါမိသားစုချင်းလည်းခင်တယ်လို့ကျမရဲ့အကိုလိုချစ်ခင်ရတယ်လို့လည်းဖြစ်တယ်ကိုအောင်လွင်အေးကနောက်တစ်ခုကကြတော့ဗာလဲဆိုတော့အကိုကပေါ့နော်သူ့ရဲ့စိန်တိုက်အတွက်ကိုဘာပဲဖြစ်ပေါ့အမြဲတမ်းဆွေကိုတတိရတယ်ပေါ့နော်နောက်တစ်ခုကသူကဆွေအတန်ကိုကြိုက်တော့အမှတ်တရဆိုလို့ရှိရင်ဒီစိန်စပယ်ဖူးစိန်တိုက်ရဲ့ကြော်ညာတချင်းနှစ်ပုတ်ကိုဆွေဆိုပေးပူပါတယ်ရှင်ဟုတ်အဓိကကလေစိန်ဆိုင်တစ်ဆိုင်မှာအာမခံချက်အပြည့်ရှိဖို့လိုအပ်တယ်နောက်တစ်ခုကသူတို့က quality ကိုအရန်ကိုထိန်းထားတဲ့နာမည်ကြီးဆိုင်ပေါ့နော်ဘိုးစင်ပေါင်ဆက်ဒီစိန်ဆိုင်ကိုတီထောင်လာတာဖြစ်တဲ့အတွက်တကယ်ကိုအာမခံချက်အပြည့်နဲ့စိတ်ပစ္စည်း quality ဆိုလို့ရှိရင်အရန်ကိုကောင်းလွန်းတဲ့ဆိုင်တစ်ဆိုင်ပဲဖြစ်ပါတယ်ဟုတ်စိတ်စပယ်ဘူးကြော်ညာလေးထွက်လာအားပေးပါဦးလို့ဒါစိတ်စပယ်ဘူးရဲ့ပဲ့ကန်ရှစ်အခုအောင်လို့အင်မတန်မှ idea ကောင်းပြီးတော့သူများနဲ့မတူတဲ့စမ်းသစ်တော့အတွေးအခေါ်တွေကိုထွက်တဲ့အကူပေါ့နော်အဲ့တော့ဒီဟာတွေကအားလုံးအတွက်လည်း challenge ဖြစ်တယ်လို့ပေါ့နော် sweet အတွက်ဆိုလည်း challenge ကတော်တော်ကိုကြီးပါတယ်အရင်လည်း pressure များပါတယ်နောက်တစ်ခုကဒီထက်မှာပါဝင်ကြအမှုပညာရှင်တွေလည်းတကယ်ကိုဝိုင်းရင်တပါရင်ကိုလေးစားအားကြရတဲ့လူတွေဖြစ်တဲ့အတွက်အကောင်းဆုံးတော့ကြိုးစားပါမယ်လို့ကြော်ညာလေးထွက်လာရင်လည်းအားပေးပါအောင်ရှင်အလုပ်ပြီးရင်တော့မန္တလေးပြန်နေရှင်ဟိုဘာဖြစ်လို့လဲဆိုတော့အဖေကသူနဲ့နေတာပဲကြိုက်တာဆိုတော့ဟုတ်ရန်ကုန်ကျတော့စီအလုပ်ရှိရင်လာတယ်ဒါပေမဲ့ရန်ကုန်မှာနေပြစ်တာပိုများနေပါတယ်အလုပ်ကလည်းဒီမှာပိုများတော့ကျတော့ရန်ကုန်အိမ်မှာနေလိုက်ပြီးရင်အိမ်ခဏပြန်နေပြီးရင်ပြန်လာရပေါ့ဟုတ်အလုပ်ရှိရင်ပြန်လာရဟုတ်နေစီချင်တယ်လို့တော့မိဘကတော့ဟိုလိုကြီးတော့ငါနဲ့ပဲနေရမယ်လို့ပြောတာမျိုးမဟုတ်ပါဘူးရှင်ဒါပေမဲ့ကို့အဖေရဲ့ဆန္ဒကိုအတီးဆုံးမှာဆွေကိုသူကအရန်ချစ်တယ်အဲ့အတွက်ကိုအမြဲတမ်းကိုဒီအသက်အရွယ်ဘလောက်ပဲရောက်ရောက်ကိုကကိုပဲဘလောက်ပဲရက်တည်နိုင်သူကကိုအပေါ်မှာကလေးလိုပဲမြင်တယ်ပေါ့နော်အဲ့လိုမျိုးပါမိဘဆိုတာမိဘတိုင်းဒီတာသမီတိုင်းအပေါ်မှာအမြဲတမ်းအဲ့လိုပဲတွေးတယ်လို့ဆွေးထင်တယ်ဟုတ်စိတ်ပူတယ်အမြဲတမ်းပူပန်နေဒုက္ခရောက်မှဆိုတယ်ဒါကတော့ဆွေအဖေမှမဟုတ်ပါဘူးမိဘတိုင်းရဲ့မေတ္တာတရားဒီတိုင်းမှာပဲအချစ်ဆုံးပဲဘဝမှာလေဘဝမှာအချစ်ဆုံးနဲ့ဘယ်လိုပြောမလဲသူကတော့ပြောရတော့နင်းအဲ့လိုပြောပြီးစိုးနာဆိုပြီးတော့လှုပ်ချင်တာလှုပ်တာတဲ့ခုကြည့်ရင်းနဲ့တောင်ရှောက်ပြောနေလားမသိဘူးဆိုပြီးပြောရင်ပြောနေပါတကယ်ချစ်တာလှုပ်ချင်တာလှုပ်တယ်ဒါပေမဲ့ပြီးရင်တော့သူစကားတစ်ခွန်းကိုပဲလက်ခံတာချစ်လို့စိုးတာပေါ့အဲ့လိုလည်းမဟုတ်ပါဘူးအရင်တော့ငယ်တော့စိုးခဲ့တာပေါ့ကြီးတော့ကျတော့ကြီးမိုက်ဖြစ်သွားတာပေါ့အမွေပေါ့စားတာပါဟုတ်အခုဒီရိုက်သေးလားဖေဖေကရိုက်ပါဘူးမရိုက်ပါဘူး तू ကတဖြည်းဖြည်းနဲ့ तू စိတ်တွေလည်းလျှော့လာပါပြီအရန်ကြီးတာပေါ့ကိုမှန်ကိုဘာပဲလုပ်ကိုဒီကောင်းတဲ့အခြေအနေပဲဖြစ်နော်မကောင်းတဲ့အခြေအနေပဲဖြစ်ကြရတာဖြစ်မိဘဒီကိုဘက်ကနေအပြည့်အဝရက်တီပေးခြင်းဒီဒါကကိုအတွက်ကကြီးမားတော့ဘောနော်ဘယ်လိုပြောမလဲတန်ဖိုးဖြတ်လို့မရတဲ့အရာတစ်ခုပေါ့နော်ဟုတ်